အားလုံးပဲမင်္ဂလာပါရှင်မင်းတို့ရဲ့တကားရှိဝါဆန်ရှယ်နာဆိုင်မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်မင်းခုပြပေးခြင်းတဲ့ဒီဇိုင်းလေးတွေကတော့ 80K ကိုကလာဘောလုံးကျိုးလေးတွေရဲ့ပြီးတော့မျှော့ပြောင်ကျိုးလေးပေါ့နော်၃ကျိုးလေးဖြစ်ပါတယ်ရှင်မင်းဈေးနှုန်းလေးတွေနဲ့တစ်ခုချင်းစီရဲ့ဈေးနှုန်းလေးတွေနဲ့တစ်ခုချင်းစီရဲ့အနီးကပ်လေးတွေကိုပြပြတော့ဖြစ်ပါတယ်ရှင်အဆုံးထိလိုက်ကြည့်ပေးကြပါဦးနော်ဒီမှာလုံးပြပေးခြင်းနဲ့ကျိုးလေးကတော့မြှော့ကျိုးပြောင်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ဒီကျိုးလေးဆိုလို့ရှိရင်တော့သူကလည်းပြီးမှကက်ကက်လေးနဲ့အရန်လှပြီးတော့ပြောင်လက်နဲ့အရန်လှနေစီမဲ့ကျိုးဒီဇိုင်းလေးပဲဖြစ်ပါတယ်ဒီဟာလေးဆိုလို့ရှိရင်ဈေးနှုန်းလေးကတော့29,900ဝန်းကျင်ပဲကြာတင်မှာဖြစ်ပါတယ်ရှင်ဒီကျိုးလေးရဲ့ grand chain လေးကတော့16ခွဲပေါ့နော်အရှည်လေးကတော့16ခွဲရှိပါတယ် grand chain လေးကတော့ 3.21 gram တော့ရှိပါတယ်ရှင်ဒီ design လေးကတော့လည်းမကဲရရနဲ့ဝေးရတဲ့ design လေးပဲဖြစ်ပါတယ်ရှင်နောက်ထပ်မြင်ပြပေးခြင်းတဲ့ design လေးကတော့သူကလေ OC ဘောလုံးပေါ့နော်ဘောလုံးပြီးတော့ဟိုတော့ကာရာဝေးဆက်ဖြတ်လေးနဲ့ပေါ့နော်ဘောလုံးကြီးတွေပါပါတယ်ရှင်သူကကျတော့ထထလေးနဲ့ပေါ့နော်ဒီ design လေးကထထလေးနဲ့လှနေစီမဲ့ design လေးပဲဖြစ်ပါတယ်ဒီဟာလေးဆိုရင်တော့ grand chain လေးကတော့ 6.23 gram ရှိပါတယ်အရှည်လေးကတော့18လက်မပါရှင်ဈေးနှုန်းလေးကတော့49,000ဝန်းကျင်မှကြာတင်မှာဖြစ်ပါတယ်ရှင်နောက်ထပ်မြင်ပြပေးချင်တာလေးကတော့ OC ဘောလုံးဒီဇိုင်းလေးပဲဖြစ်ပါတယ်သူလေးဆိုလို့ရှိရင်လည်းဆက်ဖြတ်လေးကတော့ဆောင်းလေးနဲ့ဆက်ဖြတ်ဒီဇိုင်းလေးပေါ့နော်ဆက်ဖြတ်ဒီဇိုင်းလေးကဆောင်းလေးနဲ့လုပ်ထားတဲ့ဆက်ဖြတ်လေးပဲဖြစ်ပါတယ်ဒီဟာလေးဆိုလို့ရှိရင်တော့သူကတော့32သိန်းနဲ့3000ဝန်းကျင်မှကြာတင်မှာဖြစ်ပါတယ်ရှင် branding အပြည့်ဆိုလို့ရှိရင်တော့ 4.93 gram ပဲရှိပါတယ်အရှည်လေးကတော့သူက18လက်မလောက်တော့ရှိပါတယ်ရှင်ဈေးလေးကလည်းသူအတင်းတင်းလေးနဲ့လည်းမြမဝက်လက်တာနဲ့ကိုထင်းနေစေမယ်ဘောလုံးကျိုးဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒီဘောလုံးကျိုးဒီဇိုင်းလေးကတော့ OC ဘောလုံးလေးနဲ့ကျိုးဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်မင်းတို့ဆိုင်ရဲ့ပစ္စည်းသစ်လေးတွေကိုဆိုင်ရောက်လာကြမလို့ပဲနဲ့ကြည့်ရှုလို့ရအောင်ဗီဒီယိုလေးနေ့စဉ်တင်ဆက်ပေးနေရဖြစ်ပါတယ်ရှင်မင်းတို့ page လေးကိုလည်း like and follow လုပ်ခဲ့ဖို့မေ့ကြပါနဲ့နော်ဒါအပြင်တဲလေးတို့ကြည့်ကျင်တဲ့ဇိုင်းလေးတွေကိုလည်း comment မှာမှတ်ခဲ့ပြီးပြန်ခဲ့ပေးလို့ရပါတယ်ရှင်မင်းတို့ပြပေးတော့ဖြစ်ပါတယ်ရှင်မင်းတို့ဆိုင်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ရှုပေးရတဲ့မင်းတို့ငကားရှိဝါမှာကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေလို့မင်းတို့ဆိုင်မင်းတို့ငကားရှိဝါမှာဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်မင်းတို့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးရတဲ့မင်းတို့ငကားရှိဝါမှာကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်ဒီဇိုင်းလေးတွေကြိုက်တယ်ဆိုလို့ရှိရင်မင်းတို့ရဲ့ Viber နံပါတ်39951336နဲ့3944304100မှာလည်းဆက်သွယ်မှာမြင်လို့ရပါတယ်ရှင်